level မှာကိုယ့်ကလည်းဘာဖြစ်ကြာဆုံးသွားတာလဲဆိုတော့ပြောပြမှာပဲဖြစ်ပါလေကိုယ့်ကလည်းရဲဝနမကြီးသွားတဲ့ game တစ်မျိုးပဲဖြစ်ပါအခုချိန်မှာတော့လူစော့နေပါတော့ game တစ်မျိုးဖြစ်နေပါပြီဒါရဘာကြောင့်လဲဆိုတော့ကိုယ့်ကလည်းမစိတ်မကောင်းပါဘူးဘာကြောင့်ဆိုမင်းက upgrade ကိုပုံမှန်လုပ်ပေးတယ်ရပြီးမင်းကအသီးတွေပုံမှန်ထည့်တယ်လူရချမ်းသာတာဝမ်းမိရဝမ်းပြည့်ဝဘာလို့ရမှာရဲ့ပတ်စံလေးရအသီးတွေဆိုရင်လေကွာအရန်ချမ်းသာတယ်ဘလို့ဝမ်းမှာဟာဘွေးကျင်တော်ဘူးဒါကြောင့်ကိုယ့်ကလည်းချမ်းသာရင်လူစောနဲလေဆိုတဲ့ပမာဏရဲ့တူသွားပါဒါကြောင့်ကိုယ့်ကလည်းလို့ကျွန်တော်ပြောတာကတော့မချမ်းသာပေးနဲ့အဲ့လိုမျိုးပဲစီတစ်စီလောက်တော့1 million ပေးရ1 K ပဲပေးစီရဗျာပြည့်အဲ့လိုကောက်ကောက်လေးလာတစ်တယ်အစီကိုအော်တိုင်းမပေးနဲ့ပေးချင်တော့နည်းနည်းကောက်ကောက်လေးပဲပေးကွာအဲ့ဒါကိုယ့်ကပြက်အောင်မြင်လာလိုက်မြအခုကဘယ်လိုဖြစ်ရဆိုဒီလိုဖြစ်လိုကြီးဖြစ်အဲ့တော့ကိုယ့်ကလည်းအမီကြီးအဲ့လိုလုပ်ပါတဲ့တော့ပါ